ဒီနေရာကတော့တိုကျိုမြို့ရဲ့တနေရာမှာရှိတဲ့နင်ဂျာတင်တန်းကျောင်းပဲဖြစ်ပါတယ်နင်ဂျာဖြစ်ဖို့အတွက်နိုင်ငံပေါင်းစုံဒေသပေါင်းစုံကလူတွေလာပြီးတည်ယူနေကြပါတယ်အဲ့ဒီလိုနင်ဂျာတွေရှိတဲ့နေရာကိုလည်းတိုင်ဖွန်းမုန်တိုင်းကချင်းကလာနေခဲ့ပါတယ်ဆရာခုနကမိုးလေဝသကြီးညာချက်ကိုကြည့်ခဲ့ပါတယ်မကြခင်မှာတိုင်ဖုန်းမုန်တိုင်းရောက်လာတော့မှလားဟုတ်တယ်မနေ့ပြန်မှာပြင်းထန်တဲ့တိုင်ဖွန်းမုန်တိုင်းကဒုကျုံနားကိုရောက်လာလိမ့်မယ်တိုင်ဖွန်းမုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်တာတွေလုပ်ပြီးသွားပြီလားအပြင်ဘက်မှာရှိတဲ့ပစ္စည်းတွေကိုအိမ်ထဲထည့်ပြီးစားစရာတောက်ရည်နဲ့နမိတ်ဓမီတွေအသင့်ပြင်ထားပြီးပါပြီဟုတ်လားအခုကစားပြီးတော့လေတည်င်းနဲ့မိုးလေဝသကြီးညာချက်တွေကိုတည်ပြုပြီးကြိုတင်ပြင်ဆင်တာတွေလုပ်ထားရအောင်ဟိုးဒါကတိုင်ဖုန်းမုန်တိုင်းလားချောင်းရည်ကဒီချိတက်လာရင်ဘယ်လိုလုပ်ရပါမလဲဒီနင်ဂျာတင်တန်းကျောင်းကအဆင်ပြေပါမလားအပြင်မှာဘယ်လိုဖြစ်နေပြီလဲမသိဘူးအချိန်ကြီးတော့ကြည့်ပြီးပြန်လာခဲ့မယ်နေဦးတိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်းစာရွာသွန်းတဲ့အချိန်ဒီမှာအပြင်ကအခြေအနေကိုကြည့်ဖို့သွားတာကတော်တော်လေးအန္တရာယ်များတယ်တိုင်ဖုန်းမုန်တိုင်းဝင်ပြီဆိုရင်လေပြင်းတွေကြောင့်တစ်ပင်နဲ့ဓာတ်တိုင်တွေလဲကျတာလေကြောင့်ပစ္စည်းတွေလင့်ပြန်လာပြီးတန်ရာရတတ်ပါတယ်ဒါကြောင့်ပြင်ပကအခြေအနေကိုသွားကြည့်တာကအနည်းများပါတယ်တောင်နဲ့ကမ်းမားတွေပြိုတာချောင်းရည်ရှမ်းတာတွေဖြစ်တတ်လို့တောင်နဲ့ချောင်းတွေနားကိုမသွားရပါဘူးရေတွေအများကြီးမြေရောက်ထဲဝင်လာတတ်လို့အစာအုပ်တွေရဲ့မြေရောက်တဲ့နဲ့မြေရောက်လန့်မြေရောက်ဖြန့်လန်းတွေစီကိုမသွားရပါဘူးအရင်တုန်းကတိုင်ဖွန်းမုန်တိုင်းဝင်တဲ့ရက်မှာပြင်ဘက်ကအခြေအနေကိုသွားကြည့်လို့ချောင်းရည်နဲ့မျိုးပါသွားတာရှိခဲ့ဘူးတယ်ကြောက်စရာကောင်းလိုက်တော့ဘာမှမဖြစ်ပါဘူးအရင်ဆုံးသတင်းအချက်လက်အမှန်တွေစုဖို့အရေးကြီးတယ်တဘာဝဘေးအန္တရာယ်ဖြစ်ပွားတော့မယ့်အချိန်တွေမှာသတိပေးချက်နဲ့သတိပေးခြင်းတွေစတဲ့တဘာဝဘေးအန္တရာယ်အတွက်သတိထားဖို့အတိပေးကြေညာချက်တွေထုတ်ပါတယ်။ TV ကသတင်းမိုးလေဝသကြေညာချက်တဘာဝဘေးကြိုတင်ကာကွယ်ရေး application စတာတွေနဲ့အချိန်ချင်းတည်ပြုပါဟုတ်ကဲ့ဆက်ပြီးဘေးအန္တရာယ်သတိပေးချက်အဆင့်နဲ့ပတ်သက်ပြီးလေ့လာကြရအောင်ဘေးအန္တရာယ်သတိပေးချက်အဆင့်ဆိုတာပါလဲဘေးအန္တရာယ်သတိပေးချက်အဆင့်ဆိုတာကမိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနရဲ့မြို့နယ်ကျေးရွာတွေကထုတ်ပြန်တဲ့အသိပေးကြေညာချက်ပါတိုင်ဖွန်းမုန်တိုင်းနဲ့မိုးတိတန်းစာရွာသွန်းတဲ့အချိန်မှာအခုဘယ်အတိုင်းတာလောက်အန္တရာယ်ရှိသလဲဘယ်အချိန်မှာရှောင်းသင့်တယ်လဲဆိုတာသိနိုင်တယ်ဘေးအန္တရာယ်သတိပေးချက်အဆင့်ကအလုံး၅ခုရှိပါတယ်အဆင့်1နဲ့2ကဘေးအန္တရာယ်ပြမြေပုံသုံးပြီးရှောင်ရမယ့်လမ်းနဲ့နေရာတွေစဉ်းစားရပါမယ်သတင်းနဲ့မိုးလေဝသကြေညာချက်တွေကိုလည်းအတည်ပြုရပါမယ်အဆင့်3ကတကြီးရုံနဲ့ကလေးစားတဲ့ဘေးလွတ်ရာရှောင်ဖို့အချိန်ယူရတဲ့သူတွေရှောင်ရပါမယ်တခြားသူတွေကရှောင်ဖို့အတွက်ကြိုပြင်ထားကြရပါမယ်အဆင့်4ကတော့အန္တရာယ်များတဲ့နေရာတွေမှာရှိနေတဲ့သူတွေအားလုံးချက်ချင်းရှောင်ရပါမယ်အဆင့်4အထိကတေချာပေါက်ဘေးလွတ်ရာရှောင်ရပါမယ်အဆင့်5ကတော့အသက်အန္တရာယ်ရှိပါတယ်အသက်ဘေးကနေကာကွယ်ဖို့ပြုမှုရပါမယ်အပြင်ဘက်ကိုရှောင်ဖို့အတွက်အန္တရာယ်များတဲ့အခါအခုရှိနေတဲ့အစာအုပ်ရဲ့အပေါ်ဒါမှမဟုတ်ပရင်းမောက်ကနေဝေးတဲ့နေရာတွေစတဲ့တတ်နိုင်တဲ့လောက်ဘေးကင်းမဲ့နေရာကိုသွားပါဘေးအန္တရာယ်သတိပေးချက်အဆင့်တွေကို TV နဲ့ Radio မြို့နယ်ရုံး website နဲ့တဘာဝဘေးကြိုတင်ကာကွယ်ရေး application စတာတွေနဲ့အတည်ပြုနိုင်ပါတယ်အခုရှိနေတဲ့နေရာကဘေးအန္တရာယ်သတိပေးချက်အဆင့်3ပဲအဲ့ဒါဆိုအဓိပ္ပာယ်ကဘေးလွတ်ရာရှောင်ဖို့အတွက်အချိန်ယူရမယ်တက်ကြီးရွယ်အိုတွေရှောင်မှဖြစ်တော့မှာပေါ့နော်ဟာဆရာအသက်ဘယ်လောက်လဲဒီနေ့ဆိုရင်တက်130ရှိပြီငယ်ရတဲ့သူတွေကိုတော့မရှုံးသေးပါဘူးဒါမျိုးပြောနေရမယ့်ချိန်မိုးတော့ဘူးအလုံးမရပြည့်ကြရအောင်ဟုတ်ကဲ့ဒီလိုအချိန်မျိုးအတွက်လှေးထုတ်ထားတာလေဘေးလွတ်ရာရှောင်တဲ့အချိန်မျိုးမှာစီးစရာယဉ်တွေကိုတုံးတာကအန္တရာယ်များတယ်ဘေးလွတ်ရာရှောင်သည့်အချိန်၌သတိပြုရမယ့်အချက်များ1အပြင်ဘက်တွင်အလင်းရောင်ရှိသည့်အချိန်၌လမ်းလျှောက်ပြီးရှောင်ထွက်ခြင်းလမ်းမများပေါ်၌ရေရှမ်းပြီးအန္တရာယ်များသည့်အတွက်ကားနှင့်စပိန်စသည့်စီးစရာယာဉ်များမသုံးခြင်းလမ်းလျှောက်ပြီးရှောင်ရမှာပေါ့နော်ဒါဆိုကျမကလဲရှိဖက်နဲ့စီးသွားမယ်လဲရှိဖက်နဲ့ကလည်းအန္တရာယ်များတယ်ဘေးလွတ်ရာရှောင်သည့်အချိန်၌သတိပြုရမည့်အချိန်များနဲ့လဲရှိဖက်နဲ့ဒီအထဲကိုရေဝင်ပြီးလမ်းလျှောက်ရခက်တတ်သည့်အတွက်အကစားဖက်နဲ့ကိုစီးရပါမည်အင်းကြီးလက်ရှိဘောင်းမရှိတို့ကိုဝေးရပါမည်လဲဝေပြီး helmet ဆောင်းရပါမည်လမ်းပေါ်မှာရေမရှမ်းသေးတဲ့ပုံပဲအခုအနေထားမှာရှောင်ထွက်ကြရအောင်
ခေလို့အိမ်ပက်လင်မှာရေရှမ်းနေတဲ့အခါပဝန်းကျင်ကမှောင်မဲနေပြီးမမြင်ရတဲ့အခါတွေမှာဘယ်လိုလုပ်ရမလဲ အပြင်ထွက်ဖို့ကိုအန်ဒီရများတယ်လို့တင်ရင်အတင်းအကျပ်အပြင်မထွက်ပါနဲ့အိမ်မှာနှစ်ထပ်ရှိတဲ့သူတွေကနှစ်ထပ်ကိုတိုက်ခါနဲ့ကွန်ဒိုဝသူတွေကအပေါ်ဓာတ်တွေကိုရှောင်ပါ ဒီနေရာကို꿰ပြီးတရားကိုဖြတ်လိုက်ရင်ခွန်လေးစကန်ဟီနန်းကျောကိုမြန်မြန်သွားလို့ရတယ် ဒါပေမဲ့ချောင်းရေရှမ်းပြီးလမ်းလျှောက်မရရင်ဘယ်လိုလုပ်မလဲ ဒီမြန်သွားလို့ရပေမဲ့လေတောင်ရဲချောင်းရဲနဲ့အနီးမြေအောက်လမ်းကအနီးအများတဲ့အတွက်မဖြတ်ပါဘေးလွရာရှောင်းသည့်အချိန်၌သတိပြုရမည့်အချက်များတော့တောင်နှင့်ချောင်းတို့ဖြင့်နီးသည့်မြေအောက်လမ်းများသည်အနီးများသည့်အတွက်မဖြတ်ရပါ နောက်ဆုံးတော့ရောက်ပြီ ဆရာနဲ့တင်မိုတာတို့ပြောပြပေးခဲ့တာတွေကအသုံးဝင်ခဲ့ပါတယ် အားလုံးနဲ့အတူတူမှုဒီအထိရောက်လာနိုင်ခဲ့တာပါ ဘယ်လောက်ပဲတာမာတဲ့နင်းကြဖြစ်ဖြစ်တိုက်ဖုန်းမုန်တိုင်းနဲ့မိုးတိထန်းစာရခြင်းဖြစ်တဲ့အခါအတင်းအကျပ်မလုပ်ပဲဘေးကင်းတဲ့နေရာကိုရှောင်ထွက်ရပါမယ် ဟုတ်ကဲ့ နင်ဂျာတငယ်ချင်းတွေကိုလည်းပြောပြပေးမယ် ဒီဗီဒီယိုကိုအားလုံးနဲ့အတူတူကြည့်ပြီးတိုင်ဖုန်းမုန်တိုင်းနဲ့မိုးတိချန်ဆောင်ရွက်သွင်းခြင်းတွေအတွက်ကြိုတင်ပြင်ဆင်ကြရအောင် အားလုံးပဲဒီဗီဒီယိုကိုရှယ်ပေးပါအောင်နော်